ယာရုရဆိုင်ခံနေရတဲ့ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်းပေကျုံတန်ရှင်နာဝတ်ကမိခင်ပါတီဖြစ်တဲ့ဖွေးထိုင်းပါတီခေါင်းဆောင်အဖြစ်ကနေနှုတ်ထွက်လိုက်ပြီးဖြစ်ကြောင်းကိုထိုင်းသတင်းဌာနတွေမှာဒီနေ့သတင်းဖော်ပြထားပါတယ်။အောက်တိုဘာ22ရက်စွဲနဲ့ပေတုံတန်ကနှုတ်ထွက်စာကိုရေးသားခဲ့ပြီးပါတီဝင်များပါတီထောက်ခံသူများနဲ့ပြည်သူများကိုလိမ့်မှုကပြည်သူအတွက်တတိရှိစွာပြောင်းလဲရဲတဲ့တတိနဲ့အတူထိုင်းနိုင်ငံအတွက်ပါတီကိုပြောင်းလဲဖို့အစပြုတဲ့ရည်ရွယ်ချက်များနဲ့ဒီနေ့ယာရုကနေနှုတ်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်လို့ရေးသားဖော်ပြခဲ့ပါတယ်။ဒါအပြင်ဖွေးထိုင်းပါတီလွတ်လွတ်လပ်လပ်ပြန်တန်းနိုင်စေဖို့နဲ့ထိုင်းနိုင်ငံရဲ့လူငယ်မျိုးဆက်သက်တဲ့အတွက်တိစော့ဖို့အခွင့်အလမ်းဖွင့်ပေးခဲ့တာဖြစ်တယ်လို့လည်းပေတုံတန်ကဆိုပါတယ်။ထိုင်းလူအဖွဲ့ရဲ့စီဟာနိုးနယ်ရှုပ်ထွေးပြီးထိလွေရှာလွေမှန်းစားမရတဲ့ခစ်တခိုးတဲ့နေထိုင်နေရတဲ့အပြင်လာမယ့်ရေကောက်ပွဲတွေဟာထိုင်းနိုင်ငံရဲ့အရေးကြီးဆုံးအသွင်ကူးပြောင်းရေးအဆင့်ရောက်ရှိနေတာကြောင့်ဖွေးထိုင်းပါတီကိုပြန်လည်ပြင်ဆင်ဖို့ဖွဲ့စည်းပုံနဲ့လုပ်ငန်းစဉ်တွေပြောင်းလဲဖို့အတွက်ယခုလိုလှုပ်ဆောင်ရခြင်းဖြစ်ကြောင်းလည်း၎င်းကရှင်းပြထားပါတယ်။ဖွေးထိုင်းပါတီခေါင်းဆောင်ဖြစ်ကနေနှုတ်ထွက်လိုက်ပေမဲ့လည်းပြည်သူတွေဘက်ကရက်ဒီကတိုင်းပြည်အတွက်ခိုင်မာပြီးအရေးချင်းရှိစွာထမ်းဆောင်နိုင်ရေးအတွက်ထိုင်းမျိုးဆက်တဲ့ပါတီထူထောင်ဖို့ကိုလည်းအားလုံးနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဝန်ကြီးချုပ်ဟောင်းပေတုံတန်ကရေးသားထားပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းပေတုံတန်ဟာကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့စကားပြောဆိုမှုအတန်ဖိုင်ပေါက်ကြားမှုအတွင်ဝန်ကြီးချုပ်ရင်းဝတ်ကိုချိုးဖောက်ရာရောက်တယ်လို့စစ်စစ်တွေ့ရှိတဲ့အတွက်ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကအောက်တိုဘာ29ရက်နေ့မှာယာရုကနေဖယ်ရှားဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။